အမျိုးသားတစ်ယောက်ဟာသူ့လက်ထက်ခေါ်ဆောင်လာတဲ့ဇနီးတဲ့ဟာတကယ်တော့သူ့ကုမ္ပဏီကအမျိုးသမီး CEO ဖြစ်နေမှန်းသိလိုက်ရတဲ့အခါအကြီးအကျယ်မင်သက်သွားခဲ့ရပါတယ်။တကယ်တော့အဲ့ဒီအမျိုးသားဟာမနေ့ကသူ့ရီးစားဟောင်းရဲ့မင်္ဂလာဆောင်ကိုတွားပြီးတောင်းကျမ်းမှုကြံစီခဲ့တာပါ။ဒါပေမဲ့သူဟာအခမ်းမှားပြီး CEO မလေးရဲ့မင်္ဂလာပွဲတဲကိုမတော်တဆဝင်သွားမိခဲ့ပါတယ်။အဲ့ဒီအချိန်မှာ CEO မလေးရဲ့သူတို့သားဖြစ်သူဟာလည်းသူ့ရီးစားဟောင်းနဲ့အတူပွဲကိုဖျက်ပြီးထွက်ပြေးသွားတာကြောင့်မင်္ဂလာခမ်းမတစ်ခုလုံးရုပ်ရုပ်သဲသဲဖြစ်နေတဲ့အချိန်ပေါ့။စင်ပေါ်မှာတယောက်တည်းကြံရစ်ခဲ့တဲ့ CEO မလေးကိုမြင်တဲ့အခါထိုမျိုးသားဟာသူ့ရီးစားဟောင်းလိုမှားမှတ်ပြီးစပွဲတွေကိုမှောက်လန့်ကသူတို့သားကိုတာဝန်မကျေတဲ့သူလိုအော်ဟစ်ဆဲဆိုခဲ့ပါတယ်။ပြီးနောက်သူက CEO မလေးရဲ့လက်ကိုဆွဲပြီးမင်းကိုငါနှလုံးလုံးချစ်ခဲ့တာ။နောက်မှအဲ့ဒီကောင်လိုပတ်စံမရှိပေမဲ့မင်းကိုတစ်သက်လုံးချစ်သွားမှာပါလို့လူပုံအလဲမှာကြီးညာလိုက်ပါတော့တယ်။ CEO မလေးရဲ့တက်တော်ဆောင်တွေကသူ့ကိုအပြင်ထုတ်ဖို့လုပ်နေပေမဲ့အသက်နဲ့ရင်းပြီးတော့တောင်မင်းကိုဒီနေရာကကဲထုတ်သွားမယ်ဆိုတဲ့သူ့ရဲ့စကားကြောင့် CEO မလေးဟာစိတ်ကျေနပ်သွားပြီးသူ့ရဲ့ကမ်းလှမ်းမှုကိုလက်ခံလိုက်ပါတယ်။အဲ့ဒီအချိန်ထိထိုမျိုးသားဟာသူ့ရှိကမိန်းကလေးဟာရီးစားဟောင်းမဟုတ်မှန်းမသိသေးပါဘူး။ညရောက်လို့အိတ်ခမ်းထဲဝင်တဲ့အခါမှာတော့တက်တော်ဆောင်တွေကတမိုးကြီးလက်ဆောင်တွေအများကြီးတည်လာတာကိုမြင်တော့မှသူတခုခုမားနေပြီဆိုတာသိလိုက်ရတယ်။သူလက်ကြည့်လိုက်တဲ့အခါသူလက်ထပ်လိုက်တဲ့ဇနီးတဲ့ဟာရီးစားဟောင်းမဟုတ်ပဲတခြားတစ်ယောက်ဖြစ်နေတာကိုတွေ့ပြီးပွဲမှားသွားတာပါလို့အတင်းရှင်းပြပေမဲ့ CEO မလေးကတော့သူ့ကိုသဘောကျသွားပြီးမို့လုံးဝအလွတ်မပေးတော့ပါဘူး။ဒီလိုနဲ့အဲ့ဒီအမျိုးသားဟာမထင်မှတ်ပဲတထေးကတော့တထေးလင်ဘဝနဲ့ချမ်းချမ်းသာသာနေထိုင်သွားရပါတော့တယ်။